ဂျူမုံဇလန်တစ်ခုတည်းနဲ့တသက်စားမကုန်တဲ့စီစဉ်တွေပိုင်ဆိုင်သွားခဲ့တဲ့မင်းသားစွန်အီကူမြန်မာပြည်ရဲ့လမ်းမတွေပေါ်မှာလူသူကင်းမဲ့သွားပြီး TV ရှေ့မှာတမိတ်တမောထိုင်ကြည့်ခဲ့ရတဲ့အထိစွမ်းဆောင်နိုင်ခဲ့တဲ့ဂျူမုံဆိုတဲ့နာမည်ဟာဆယ်စုနှစ်တစ်ခုကြာတဲ့အထိပြည်သက်တည်းရဲ့ရင်ထဲမှာရွှေမင်းသားကြီးတစ်ပါးလို့စိုးမိုးထားစေပါဒါပေမဲ့ဂျူမုံမင်းသားကြီးနဲ့ပတ်သက်ပြီးပြည်သက်တည်းအမြဲတမ်းညှင်းခုန်နေကြတဲ့ကိစ္စတစ်ခုရှိပါတယ်ဒါကတော့မင်းသားကြီးစွန်အီကူဟာဂျူမုံဇလန်တစ်ပုတ်ထင်းနဲ့တင်တသက်စားမကုန်တဲ့စီစဉ်တွေကိုပိုင်ဆိုင်သွားပြီးအမှုပညာလောကကနေအေးအေးဆေးဆေးအနားယူသွားခဲ့ရလားဆိုတဲ့အချက်ပါပဲတကယ်တော့ဂျူမုံဇလန်တွေဟာကိုရီးယားနိုင်ငံမှာနေမကပဲတကဘာလုံးကိုလွှမ်းမိုးခဲ့တာဖြစ်လို့အရိယာရတဲ့ဝင်ငွေကြော်ညာကနဲ့မူပိုင်ခွင့်ကြေရတာမန်လူတယောက်မခံမနိုင်လောက်အောင်ကိုမိုးပြန်နေခဲ့တာပါဂျူမုံဆက်ကားကနေရလိုက်တဲ့အရှိန်ဝါနဲ့မင်းသားကြီးကတကယ်ကိုချမ်းသာတဲ့တထေးကြီးတူဖြစ်သွားခဲ့တာကတော့ညင်းမရတဲ့အမှန်တရားတစ်ခုပါပဲဒါပေမဲ့အခုလိုအမှုပညာအလုပ်တွေနားနေရတဲ့ပတ်သက်ပြီးဝေဖန်တိုက်ခတ်တဲ့လီတန်တွေကလည်းရှိနေပြန်ပါတယ်ဂျူမုံမင်းသားဟာသူ့ဇနီးကတရားသူကြီးဆိုတော့မိန်းမလောက်စာထိုင်စားနေရလားဆိုပြီးတော့စောင်းမြောက်ပြောဆိုကြတာတွေရှိပါတယ်သူ့ရဲ့ဇနီးတဲ့ဟာကိုရီးယားနိုင်ငံမှာဩစာရှိရဲ့တရားသူကြီးတူဖြစ်ုံနဲ့မကပဲဘာသာစကား6မျိုးထိတက်ကြွတဲ့ပါရမီရှင်တယောက်ပါဒါကြောင့်လဲမင်းသားကြီးကအလုပ်တွေမလုပ်တော့ပဲဇနီးဖြစ်သူရဲ့အောင်မြင်မှုအောက်မှာပဲအေးအေးဆေးဆေးခိုကပ်နေရလို့ထင်မြင်ယူဆသူတွေရှိလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တကယ်အမှန်တရားကတော့မင်းသားဆောင်ရင်ကူဟာဂျူမုံမင်းသားမဖြစ်ခင်ကတည်းကမွေးရပါတထေသားတူပါသူ့ရဲ့အဖိုးကကိုရီးယားသမိုင်းဝင်ဗိုလ်ချုပ်ကြီးတူဖြစ်တယ်လို့မိခင်ဖြစ်သူကလည်းနာမည်ကြီးမင်းသမီးဟောင်းနဲ့နိုင်ငံရေးလောကမှာဩဇာကြီးမှသူတူဖြစ်တာကြောင့်သူဟာမိန်းမလောက်စာထိုင်စားနေစရာမလိုတဲ့အပြင်ဂျူမုံကရတဲ့ဝင်ငွေတွေနဲ့တင်သူ့ရဲ့မိသားစုကိုတော်ဝင်ဘဝမျိုးနဲ့ထားနိုင်လောက်အောင်ကြိုးပမ်းပြီးသားဖြစ်ပါတယ်ဂျူမုံမင်းသားအမှုပညာလောကကနေခြေရာဖြောက်သွားတဲ့နောက်ထပ်အဓိကအကြောင်းရင်းကတော့တကဘာလုံးကအသေးဆွဲဖြစ်ခဲ့ရတဲ့သူ့ရဲ့အမွာသုံးဖော်လေးကြောင့်ပါပဲ2012ခုနှစ်မှာမွေးဖွားခဲ့တဲ့ဒေဟန်မင်ကူနဲ့မန်ဆယ်ဆိုတဲ့သားလေး၃ယောက်က The Return of Superman ဆိုတဲ့ reality show မှာပါဝင်လာခဲ့တဲ့အခါမှာတော့တကဘာလုံးကပြည်သက်တွေကသူတို့လေးတွေရဲ့ချစ်စရာကောင်းတဲ့အမှုရာတွေအောက်မှာရှုံးနေသွားခဲ့ရပါတယ်အကြီးဆုံးဖြစ်တဲ့ဒေဟန်ကတည်ရင်ပြီးအဖေတူသားလေးဖြစ်တယ်လို့အလက်ကောင်မင်ကူကတော့မျက်နှာပေးလေးနဲ့တင်အသေးရစရာကောင်းလို့သူပါအငယ်ဆုံးမန်ဆယ်ကတော့အမြဲတမ်းပျော်ပျော်နေတတ်ပြီးထူးထူးဆန်းဆန်းတွေလုပ်တတ်တာကြောင့်ပြည်သက်တွေရဲ့အချစ်တော်ဖြစ်ခဲ့ရပါတယ်ဒါကြောင့်လေဂျူမုံမင်းသားကအမှုပညာအလုပ်တွေထက်ဒီသားလေး၃ယောက်ကိုအရေးချင်းရှိတဲ့လူငယ်တွေဖြစ်လာအောင်ပြုစုပြောထောင်မှုအတွက်သူ့ရဲ့အခြေအလုံးကိုပေးလိုက်တာပါအခု2026မှာတော့ဒီအမွာ၃ယောက်ကအရွယ်ရောက်ပြီးလူကျော်လေးတွေဖြစ်နေကြပါပြီမင်းသားကြီးကလည်းသားလေးတွေရဲ့ပညာရေးနဲ့ကြီးပြင်းမှုအတွက်အမြဲတမ်းအနီးကပ်ရှိနေပေးရကြောင်းစံပြဖခင်ဖြစ်လဲသတ်မှတ်ခံထားရပါတယ်သားလေးတွေကိုအချိန်ပေးရင်ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်နေရပါဒါကြောင့်ဂျူမုံမင်းသားကအမှုပညာလောကကနေပျောက်ကွယ်သွားပေမဲ့သူ့ရဲ့ထာဝရသူရဲ့ကောက်ဆိုတဲ့ဂုဏ်သတင်းကတော့အခုထိတောက်ပနေဆဲပဲဖြစ်ပါတယ်ပြည်သက်ကြီးတွေရောကလေးဘဝလွှမ်းမိုးထားခဲ့တဲ့ဂျူမုံဇလန်တွေနဲ့မင်းသားကြီးကိုတတိယသီလဆိုတာပြောပြခဲ့ပါအောင်နော်